ဒီလူသက်သမားလေးဟာအဖမ်းခံရမှာကြောက်လို့ကိုရင်ဝင်စီးတာဖြစ်ပါတယ်ကိုရင်မလို့အဖြစ်တွေလွတ်မဲ့အထင်နဲ့ပေါ့ဖုန်းကြီးเจ้าကိုစရောက်တဲ့အချိန်ကောင်းလေးတတိထားမိလိုက်တဲ့ထူးဆန်းတဲ့အရာဟာအမြင့်မှာပူဇော်ထားတဲ့ထမင်းဟင်းပွဲတွေပါကောင်းလေးရဲ့ဖုန်းကြီးဟာဒါဟာတရဲကိုကပ်ပူဇော်ထားတာဖြစ်ပြီးသူတို့ရွာကလူတွေကတရဲတွေနဲ့တွေမှယုံပြီးရစ်ပူဇော်ရင်သူတို့ဟာချမ်းသာတယ်လို့ယုံကြည်ကြပါတယ်ဖုံဟာဒီညဟာလက်ကွယ်ညမလို့တရဲတွေဟာလာစားကြမှာမလို့ညမိုးချုပ်တာနဲ့ဘဲမှမသွားဘူးကောင်းလေးအားဆုံးမပါတယ်ကိုအဖေကိုပြန်တက်ခဲတဲ့ကောင်လေးဟာဒီလိုအရာတွေတီမယူခဲ့ပါဘူးညရောက်တော့ကောင်လေးဟာဘိုင်ရန်စားတာမလို့အစားထွက်စားဖို့သွားကပူဇော်ထားတဲ့ခောက်ဆွဲတွေပြုတ်ပြီးတီးပါတယ်နောက်ကိုရင်တပားတွေ့သွားတဲ့အခါမှာသူ့ကိုမစားဖို့နဲ့ပြန်ထားဖို့ပြောပါတယ်တရဲတွေစိတ်ဆိုးမှမလို့ပါအဲ့ဒါနဲ့ပဲကောင်လေးနဲ့နောက်ကိုရင်ညင်းကြပါတယ်ညင်းနေကြတော့မဲ့တရဲအချောက်ခံရပါတယ်ဒါမဲ့လည်းအမှတ်မရှိတဲ့ကိုရင်ဟာမကြောက်မရွံ့ထပ်ပြီးသွားစားဖို့ကြိုးစားပါတယ်အဲ့အချိန်မှာလေတွေဟာလေချွန်တန်ဖြစ်သူ့နားမှာကြားနေရပါတယ်သူအနောက်ကိုလှည့်ကြည့်မိတဲ့အခါမှာအရက်ရှိပေရှိတဲ့တရဲကိုတွေ့လိုက်ရပါတယ်ကောင်လေးဟာတုတ်ဆိုင်နေပြီးရေပူဇော်ထားတဲ့အရာပြုတ်ကျလာမှကြောက်ပြီးထွက်ပြေးပါတယ်